ကဲအားလုံးပဲမင်္ဂလာပါနေကောင်းကြရဲ့လားကဲအမဟင်းဒီနေ့ဟင်းချက်မလို့ဒီနေ့တော့ငါးချက်ပဲဒီမှာငါးကိုအရေးလေးနဲ့အနစ်လေးနဲ့ပေါ့နော်ဒီမှာစပလင်နဲ့ရှောက်ရွက်ကျက်သွန်ဖြူမကြီးမဲ့လေးနဲ့ကောင်းလေးချက်မယ်ဒီမှာငါးကိုအကုန်တန့်ရှင်းဆေးကြောထားတယ်အဓိကတော့ငါးကိုမညီအောင်ဆိုရင်ဒီကြောရိုးအကြားကသွေးပုတ်တွေပေါ့နော်အဲ့ဒီသွေးတွေကိုပြောင်းအောင်ဆေးဖို့အဓိကပဲနော်ဒီမှာဒီကြားထဲမှာရှိတဲ့သွေးတွေပေါ့နော်အဲ့ဒါတွေအားလုံးပြောင်းစင်လေးနဲ့တေချာလေးတမြောင်နဲ့ထိုးပြီးဆေးပြင်းတံပြားတီးနဲ့စားနဲ့အကုန်စင်ငါးဘာမှညီစရာအကြောင်းမရှိဘူးအဲ့တော့ငါးမညီဖို့ကအဓိကပဲငါးညီရဲဆိုတာအဲ့ဒါဆေးတာမပြောင်းလို့ပဲကိုဆိုတော့အခုဒါကိုငံပြာရည်လေးနဲ့အရင်နေလိုက်မယ်နော်အရတာနေထားမယ်နော်ငံပြာရည်တစ်မျိုးထဲနဲ့ပဲနေထားလိုက်မယ်ဟိုကျန်တဲ့ဟာကျတော့ခဏနေစီတက်တဲ့ချိန်ထည့်မယ်ဆိုတော့လေနော်ကဲအခုတော့ငါးနေပြီးသွားပြီဆိုတော့ဒီဘက်မှာစီဦးတည်ထားတယ်အဲ့တော့စီတက်လိုက်ဦးမနော်တောင်မွေးနေအောင်ချက်လိုက်မယ်အိမ်ကဟာကြီးကအနစ်ပါတာပိုကြိုက်တော့အမကအနစ်ပါတဲ့ဟာပိုချစ်ဖြစ်တယ်ကိုကအနစ်ဆိုပေမဲ့ခန်းချင်တီးကိုအလောက်မယူဒီကျက်သွန်နေအနစ်ကိုအဓိကထားတယ်သူကကျက်သွန်နေကချိုးတယ်ကျက်သွန်နေကိုအနစ်လုပ်ပြီးဆိုသူကချိုးတာအနစ်ကကျက်သွန်နေများထည့်လိုက်ပြီးဆိုတော့လေနော်အဖြူပါတစ်ခါနဲ့ထည့်လိုက်မယ်ကဲဒီမှာကျက်သွန်နေအနစ်ကောင်းလေးခုတော့ဟွာထည့်မယ်စနွန်းထည့်မယ်အယောင်တင်မုတ်ထည့်မယ်ဟွာအရတာငါးထဲမှာလည်းအရတာနေထားတယ်အနစ်ထဲမှာလည်းအရတာပါအောင်ပေါ့နော်အရတာပါအောင်ကောင်းလေးဒီမှာစပလင်အနံ့တင်းလေးနဲ့ဒီရှောက်ရွက်နဲ့မြုပ်ပြီးစိမ့်ပါတခါနဲ့ထည့်လိုက်တော့မယ်မွေးပါစေမွေးအောင်ပေါ့နော်အရတာလေးကောင်းလေးဆက်လိုက်ဦးမယ်စပလင်တော့နည်းနည်းတော့ရှုပ်ပွားတယ်ဒါမဲ့ဟိုကအနံ့တော်လေးမွေးပြီးတော့မှငါးရဲ့ညီနံ့နေပါမရှိတော့ဟောဒီထဲမှာစားထည့်မယ်ညုတ်ကောင်းပါကညုတ်ကောင်းမှုပါခါလိုက်ထည့်အရတာလေးရှိတော့အောင်ပေါ့နော်ဒီရတမုတ်လည်းနည်းနည်းထည့်မယ်တောင်မွေးလိုက်မယ်ဒီထဲမှာတော်လေးမွေးနေပြီစပလင်တော့တော်လေးကြည့်ပြီနားနေကြအကုန်ထုတ်ပြရမယ်ကဲဒီလိုနေထားရှိပြီးဆိုရင်တော့မကြီးမိခါနဲ့ထည့်မယ်နော်မကြီးမိပါခါနဲ့ထည့်လိုက်မယ်ကဲဒီမှာအနစ်လေးကောင်းလေးရပြီဆိုတော့အခုတော့ငါးထည့်မယ်နော်ငါလည်းအရတာနေထားရဆိုတော့အနစ်ထဲမှာလည်းအရတာပါပြီးဆိုတော့ငါဘာမှညီစရာအကြောင်းမရှိတော့ငါဆေးတဲ့အချိန်မှာလဲအဲ့ကြောရိုးထဲမှာညှက်နေတဲ့သွေးပုတ်တွေကိုတေချာနဲ့အရင်ချစ်ထုတ်ပြင်ခါနဲ့တံပြားတီးနဲ့အရေခွန်ဒီတေချာလေးပုတ်တိုက်ပြီးဆေးပြောင်းအောင်ဆေးလိုက်ရင်ငါးကညီစရာအကြောင်းမရှိတော့တချို့ငါးညီရဲဆိုတာတေချာမဆေးလို့ညီရခုအမတို့
ကိုတိုင်ခမင်းဟင်းချက်တဲ့ချိန်ကျမှကောင်းကောင်းလေးတည်တယ်အဲ့ဒါကြောင့်ညီရယ်ဆိုတော့ဆိုတော့အားလုံးထည့်လိုက်တော့မယ်ခရမ်းဟိုဟာပကြီးမဲ့နေဆိုတော့လေချိုလေးချင်းလေးရှောက်ရွက်စပလင်အနံ့တင်းလေးနေပါနော်ဒီဆိုတော့ဘယ်ထားနိုင်မလဲရေလေးနေပေါ့နော်ရှင်းမဲ့ရှောက်ရွက်အနံ့တင်းလေးနဲ့ငါမကြေအောင်တေချာလေးလန်ပေးရတယ်အမေတိတ်တော့မကြေးတော့မကြီးမဲ့ထည့်ထားရဆိုတော့ရှင်လေးဆိုတော့လေဟောကွာဒီနေ့ထပ်အုပ်ထားလိုက်ဆိုတော့ရှေကောင်းသွားပါပြီမကြီးမဲနဲ့ငါနဲ့ကဲပြီးပါပြီနံပြင်းလေးအုပ်လိုက်တော့မယ်โอเคအကောင်းပါပြီရှေ့ကောင်းโอเคbye bye